အားလုံးပဲမင်္ဂလာပါရှင် Learn Italian in 100 Days course ကိုစိတ်ပါဝင်စားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီ course လေးရဲ့ရည်ရွယ်ချက်ကတော့ Italian ဘာသာစကားကိုစိတ်ပါဝင်စားတဲ့မြန်မာတွေအတွက်ပေါ့နော်ရက်တရာအတွင်းမှာလေ့လာသင်ယူနိုင်ဖို့ရည်ရွယ်ပါတယ်ပြီးတော့ဒါကဒီ YouTube ကနေပဲ sharing လုပ်တဲ့ course ဖြစ်တဲ့အတွက်သင်ယူလိုတဲ့သူတွေအနေနဲ့ပေါ့နော်ဘယ်အချိန်မဆိုမိမိအားတဲ့အချိန်မှာဒါလေးကိုနားထောင်ပြီးတော့ဒီဇိုင်းမဲ့လုပ်တော့မယ်ဆိုလို့ရှိရင်စစ်တရားပြည့်တဲ့အချိန်မှာအီတလီလိုပေါ့နော်အီတာလီယန်လိုပြောတတ်ဆိုတတ်ဖို့ပြောတတ်ဆိုတတ်သွားနိုင်မယ်ဆိုတာယုံကြည်ပါတယ်ဒါကြောင့်100 days ကိုပေါ့နော်ရက်တရားလုံးကိုအပြည့်မကွက်လေ့လာသင်ယူကြဖို့လည်းတိုက်တွန်းပါတယ်ဒီချာတော့ teacher staff နေပို့ပါအဲ့တော့ပထမဆုံးဆရာတို့ဒီ Italian language ပေါ့နော်အဲ့ဒါကို day 1ကနေပြီးတော့ day 100တရားအထိသင်မယ်ပေါ့နော် Italian language မြန်မာလိုဆိုလို့ရှိရင်တော့ Italian ဘာသာစကားလို့ခေါ်ပါတယ်အီတလီနိုင်ငံကဒီဘာသာစကားပေါ့နော်အီတလီနိုင်ငံရဲ့ဘာသာစကားအဲ့တော့ Italian language ကိုအီတလီဘာသာစကားနဲ့ပြောကြမယ်ဆိုလို့ရှိရင်အောက်မှာခြေစာလေးရေးပေးထားပါတယ်အတန်ထွက်ကတော့ La lingua italianaအခုလောလောဆယ်တော့ဒီအောက်ကအီတလီစလုံးကိုထွက်တတ်ဖို့မလိုဘူးပေါ့နော်ဒီကျတော့ဒါနမူနာမြင်ဘူးအောင်လို့ရှင်းပြထားတာပေါ့နော် Italian language yet day 1ကနေ100ထိသင်မယ် La lingua italiana အဲ့တော့ဒီအီတလီစလုံးကိုပထမဆုံးပြင်လိုက်တော့ဘယ်လိုခံစားရလဲပေါ့နော်ရေးတတ်မယ်လို့ထင်တာပေါ့ရေးတတ်မှာပါဘာဖြစ်လို့လဲဆိုတော့အတော်များများပေါ့နော်English ကိုအများကြီးသင်ခဲ့ပြီး English လို့ A B C D နောက်ဆုံးအကုန်လုံးသင်ထားဖို့တဲ့အချိန်ကျတော့ English alphabet တွေကို English စလုံးတွေပေါ့နော်စလုံးတွေရေးတတ်တဲ့သူတိုင်းကအီတလီမှာရေးတာလုံးဝမခက်ပါဘူး English စလုံးရေးတတ်တဲ့သူဒီအီတလီဘာသာစကားကိုလည်းရေးတတ်ပြီဖြစ်ပါတယ်အခုအောက်ကစာကြတော့စလုံးလေးတောင်မှသင်ယူလိုတဲ့သူတွေအနေနဲ့ပေါ့နော်ဒီအောက်ကစလုံးကိုလိုက်ရေးမယ်ဆိုရင်ရေးတတ်တာပေါ့သူက L Aအတူတူပဲနော်အင်္ဂလိပ်စလုံးနဲ့ဒါကြောင့်အရင်ဆုံးပြောရရင်တော့အီတလီစာကိုရေးရတာလုံးဝမခက်ပါဘူးအင်္ဂလိပ်ဘာသာစကားမြန်မာစကားလုံးနဲ့တော့မတူဘူးပေါ့နော်မြန်မာစလုံးကကြီးရေးတတ်ရင်တော့အီတလီစာမရေးတတ်ဘူးဒါပေမဲ့အင်္ဂလိပ်စလုံး A B C D စသဖြင့်ရေးတတ်မယ်ဆိုရင်အီတလီဘာသာစကားကိုလည်းအီတာလီယန်ပေါ့နော်အီတာလီယန်ဘာသာစကားကိုလည်းရေးတတ်တော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံး day 1ဒီနေ့ day 1မှာဆရာတို့ဘာတွေလေ့လာကြမလဲဆိုလို့ရှိရင် Italian alphabets တွေလေ့လာကြမယ်ပေါ့နော်အောက်မှာလည်းရေးပြထားပါတယ် L'alfabeto italiano Italian alphabets တွေခက်မယ်လို့ထင်လားကြည့်ကြမယ်နော်အခုမြင်နေရတာတွေကတော့ Italian alphabets တွေဖြစ်တယ်ပေါ့နော်အီတလီစကားလုံးတွေကြည့်လိုက်ပါဦးဒီဘက်မှာဆိုလို့ရှိရင်အကောင်လုံးကမြင်ဘူးလားဒီဘက်ကစလုံးနေလေဘိုးလေးနဲ့ရေးထားတဲ့ဒီဟာလေးတွေပေါ့နော်ဟုတ်ပါတယ်ဒီကျတော့အင်္ဂလိပ်ဘာသာစကားမှာမြင်ဘူးတဲ့ alphabets တွေပဲပေါ့နော် A ဆိုရင်လည်းအီတလီလိုမှာလည်း A ပဲရေးရတယ် B ဆိုရင်လည်း B ပဲရေးရတယ်ဒါပေမဲ့သူ့မှာဘာထူးခြားလဲဆိုလို့ရှိရင်ရေးတာတူတော့အီတလီစာရေးတတ်ပြီးမှန်တယ်ဒါပေမဲ့အတန်ထွက်ကအင်္ဂလိပ်စာနဲ့မတူပါဘူးเนาะတူတဲ့စလုံးလေးလည်းရှိပါတယ်မတူတဲ့ဟာလေးတွေကိုတည်ချာလေးလိုက်မှတ်ထားဖို့လိုပါတယ်ပုံမှန်အားဖြင့်ကျတို့အင်္ဂလိပ်စာတဲ့အင်္ဂလိပ်စာနဲ့ပဲပြောလိုက်မယ်เนาะအင်္ဂလိပ်စာမှာပေါ့နော် A ကနေ Z ပေါ့နော်alphabets ဘယ်နှခုရှိလဲပေါ့နော်မှတ်မိကြသေးလားမသိဘူးရှင်English မှာ A ကနေ Z စုစုပေါင်း26လုံးရှိပါတယ်နော်26 letters လို့ပြောလို့ရတယ်ဒီအောက်လေးမှာအရောင်မတူတာလေးနဲ့ရေးထားပါတော့အင်္ဂလိပ်လိုဖတ်မယ်ဆိုလို့ရှိရင် JK W X Y ပေါ့နော်အဲ့ငါးခုကအီတလီစာမှာဆိုလို့ရှိရင်အရင်တုန်းကပေါ့နော်အရင်တုန်းကအီတလီစာရဲ့ alphabets မှာမပါပါဘူးတဲ့အဲ့တော့အီတလီမှာအဲ့ငါးခုကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်ခုန26လုံးနဲ့ဟာငါးခုနှုတ်မယ်ဆိုလို့ရှိရင်ပုံမှန်အားဖြင့်ပေါ့နော်21လုံးပဲရှိပါတယ် alphabets ကအခရာတွေကပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကျတော့တချို့မြန်မာမှာဆိုလို့ရှိရင်လည်းမြန်မာကိုဒီအင်္ဂလိပ်စလုံးကနေမွေးစားရရှိရဲပါဠိကနေမွေးစားရရှိအဲ့လိုမွေးစားစကားလုံးတွေရောက်လာတဲ့အချိန်မှာအီတလီမှာလည်းအင်္ဂလိပ်စကားလုံးလေးတွေကဥပမာပေါ့နော်အင်္ဂလိပ်စလုံးကနေမွေးစားလိုက်တယ်ဆိုလို့ရှိရင်အဲ့လိုမွေးစားစကားလုံးတွေရောက်လာတဲ့အချိန်မှာအောက်ကပေါ့နော်
JKWX Y ကိုလည်းalphabets တွေကိုထည့်လိုက်တယ်ပေါ့နော်အဲ့တော့စုစုပေါင်း26ခုလို့ပဲပြန်ပြောလို့ရတယ်ဒါပေမဲ့အောက်က5ခုဒီသုံးခဲ့တယ်တော်တော်များများကိုစလုံးတွေမှာမတွေ့ရလိမ့်မရှိဘူးပေါ့နော်အဲ့တော့ဒီ A ကနေ Z ပေါ့နော်အင်္ဂလိပ်စလုံးတွေတော့ရေးတာတူတယ်အတန်ထွက်ကိုခြေတို့ဒီတစ်ခေါက်လေ့လာကြည့်ကြမယ်နော်ဘာတွေမတူလဲပေါ့နော် Traccia 1. A. B. C. D. E. F. G. H. I. E ဆိုတော့ဒီ I ကိုရောက်သွားပြီနော်သူကဒီအောက်ဆုံးက JKWX Y ကိုနောက်ဆုံးမှဆိုပြမှာပေါ့နော်ဒီ A ကနေပြီးတော့ G ပြီးရနဲ့ H ပေါ့နော်အဲ့ဒါကိုသွားတယ်အခု I ရောက်နေပြီနော် L. M. N. O. P. Q. R. S. T. U. V. V. Z. I lunga. K. W. X. Y. Y. ဒါတော့ Italian alphabets တွေပေါ့နော်ဒီခြားနားထောင်လိုက်တယ်လို့ထင်ပါတယ်ဒီခြားတော့နောက်ထပ်2ခါလောက်နားထောင်ပြီးတော့နောက်ထပ်နားထောင်ကြည့်ကြမယ်ပေါ့နော် Traccia 1. A. B. C. D. E. F. G. H. I. L. M. N. O. P. Q. R. S. T. U. V. V. Z. I lunga. K. W. X. Y. Y. ဒီခြားလေးလိုက်နားထောင်ထားမယ်လို့ထင်ပါတယ်အဲ့တော့အီတလီအတန်ထွက်တွေကိုပေါ့နော်လိုက်ဆိုကြည့်ကြမယ်ပေါ့နော်ဒီတစ်ခေါက်တော့ Traccia 1. A. ပထမဆုံးအင်္ဂလိပ်စလုံးပေါ့နော်အင်္ဂလိပ်စလုံးဆိုလို့ရှိရင် A ဒါပေမဲ့အီတလီမှာဘယ်လိုထွက်သွားတယ် R လို့ထွက်ရတယ်ဒါကြောင့်အခုချိန်ကစပြီးတော့ A မြင်တိုင်းမှာ A လို့လုံးဝမထွက်ရဘဲနဲ့ R လို့ထွက်ရမယ်နော် B. C. D. B ကကြတော့အင်္ဂလိပ်စာနဲ့လည်းအတန်တူပါတယ်နော် B C ကိုကြတော့ C လို့မထွက်ဘဲနဲ့သူက she လို့ထွက်ပါတယ်နော်နောက်က D ပေါ့နော် D ကတော့လည်းအတူတူပါပဲရှင် E. E ကိုတွေ့ရနဲ့ဘယ်လိုတန်ထွက်ရမလဲဆိုတော့ A ခုန A တုံးက R အခု E တွေ့တဲ့အချိန်မှာ A. F. G. H. I. I ကိုတွေ့တဲ့အချိန်မှာလည်း I မဟုတ်ဘဲနဲ့ I ဒီ E. L. M. N. O. P. Q. Q ကြလို့ရှိရင် Q မဟုတ်ဘူးပေါ့နော် R. S. T.
T U ယူတွေ့ရဲ့အချိန်မှာလည်း U V V Z Ilunga ilunga ခြေဆိုတာခုနကပေါ့နော်ခြေတို့ I ကိုအတန် E လို့ထွက်ခဲ့တယ်အခုခြေကကြတော့အီတလီမှာဆိုလို့ရှိရင် I ရှည်ရှည်လေးလို့ပြောလို့ရတယ်ဒါကြောင့်သူကဒီ I ပြန်ယူတော့ I ကအတန်ထွက်က E lunga lunga ဆိုတာအီတလီမှာရှည်တယ်ဆိုတဲ့အဓိပ္ပာယ်နော်ဒါကြောင့်ခြေက ilunga K W ဒါကြတော့ဥမာအင်္ဂလိပ်စာမှာဆိုလို့ရှိရင်ဒါ W ပေါ့နော် U နှစ်ခုပေါ့နော် W ဒါပေမဲ့အီတလီမှာကြတော့ခုနကလေ V နှစ်ခုဆိုတဲ့အဓိပ္ပာယ်ကိုသူကယူပြီးတော့ V ကို V အဲ့လိုထွက်ခဲ့တယ်အခု V နှစ်ခုမို့လို့ V ပေါ့နော် dot ပြ V နှစ်ခုလို့သူကပြောတာ dot ပြဆိုနှစ်ခုကိုပြောတာနော် X Y Y ဒီတောင်ဆုံးတစ်ခေါက်နော် R ကနေပြီးတော့ zeta အထိခုန epsilon y အထိဟိုတနန်းဒီလေ့လာသင်ယူနေတဲ့သူတွေလည်းအတူတူလိုက်ပြီးတော့လိုက်ဆိုကြည့်လို့ရပါတယ်နော် Traccia 1 A B C D E F G H I L M N O P Q R S T U V V Z Ilunga K W X Y Y ဒီလောက်ဆိုရင်တော့ဒီ Italian alphabet ပေါ့နော် alphabet တို့ Italiano ကိုအတန်ထွက်တတ်ပြီလို့ယူဆပါတယ်နော်ဟိုဒီသင်ခန်းစာပြီးသွားရင်လည်းထပ်ခါနားထောင်ပြီးတော့ဒါလေးကိုလေ့ကျင့်မှုလိုပါတယ်နော်ဒါဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်ကြမယ်ပေါ့နော်အင်္ဂလိပ်စာမှာလိုပဲအင်္ဂလိပ်စာရောမြန်မာရောဘယ်ဘာသာစကားတော်တော်များများမှာပေါ့နော်ခုနကလိုအခရာပေါ့နော် alphabet ရှိတယ်ပြီးရင်ဒီ Italian alphabet ပေါ့နော် Italian ဘာသာစကားမှာလည်းမြန်မာဘာသာတို့အင်္ဂလိပ်ဘာသာတို့လိုပဲပါရှိလဲဆိုတော့ဒီ alphabets ကတော့အခရာတွေပေါ့နော်အခရာတွေမှာဘီနဲ့တရဆိုပြီးတော့ရှိရပေါ့နော် vowels တရ consonants ဒီဘီပေါ့နော်သူတို့မှလည်းရှိပါတယ်သူတို့အင်္ဂလိပ်စာနဲ့လည်းပိုဆင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် Italian alphabets တွေမှာဒီ vowels ပေါ့နော်အင်္ဂလိပ်စာမှာ vowel ဘယ်နှခုရှိလဲမမေ့သေးလားမသိဘူးရှင်ဟောအင်္ဂလိပ်ဘာသာစကားမရဘူးကျမအီတလီပဲတန်းတယ်နေတယ်ဆိုတူတူပါပဲเนาะကျမအင်္ဂလိပ်စာအောင်နည်းနည်းဆက်တော့လေပို့ပြီးတော့ချိတ်ဆက်ပြီးတော့ပြောမိနေလို့ပါเนาะဟုတ်ကဲ့ဒါမဲ့လည်းအတူတူပါပဲပေါ့နော် Italian မှာ vowel တရ5ခုရှိပါတယ်အင်္ဂလိပ်စလုံးအနေနဲ့အတူတူပဲဒါပေမဲ့အတန်ထွက်ကခုနပြောခဲ့တဲ့အတိုင်းမတူပါဘူးเนาะပေါ်ဆုံးက A လို့ရေးထားတာကို Italian မှာဆိုလို့ရှိရင် R A E O U 5ခုเนาะ R A E O U ဟုတ်ပြီအဲ့5ခုမှာအဲ့တော့ vowels က5ခုရှိတယ်လို့မှတ်ထားလို့ရပါတယ်เนาะဒီ vowel 5တန်အရင်ရေးကြည့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Italy ဘာသာစကားရဲ့စကားလုံးကိုအတန်ထွက်တတ်ဖို့ဆိုလို့ရှိရင် vowels တွေကအလွန်ရေးကြည့်ပါတယ်ဒါကြောင့် R A E O U အမြဲအလွတ်ရနေအောင်လုပ်ထားပါမယ်အဲ့ထဲမှာကျမတို့ပေါ့နော်ဒီဟာ A ပေါ့နော်
အဲ့ A အတန်ကိုနှစ်မျိုးထွက်လို့ရပါတယ်ကျွန်မဒီဘက်လေးမှာလည်းရေးထားပေးရနော် A ခါလေးကြလို့ရှိရင် A ကိုခပ်ဖြော့ပဲ A အဲ့လိုပဲထွက်ရတဲ့အချိန်လေးရှိတယ်ဒါမှမဟုတ် A အဲ့လိုအတန်လေးလည်းရှိတယ်ဖိထွက်ရတဲ့အတန်နဲ့ဖော့ပြီးတော့ပဲထွက်ရတဲ့အတန်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင် ECCO ပေါ့နော် HGO echo ဆိုဆိုရင်ဖိရတယ်ပေါ့နော်ပြီးရင်နောက်ထိုးပြလိုမျိုးလေးမြန်မာလိုဆိုလို့ရှိရင်အဲ့လိုလေးပါတဲ့စလုံးကကြတော့အဲ့လိုထွက်ရတယ်ပေါ့နော်ရှေ့က echo အဲ့နောက်စလုံးနှစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင် NOME ပေါ့နော်ထားပါတော့အင်္ဂလိပ်လိုပဲထွက်လိုက်မယ် NAOMA nome သူဆိုလို့ရှိရင် A ကပေါ့လေး nome အဲ့လိုကြီးထွက်စရာမလိုပဲနဲ့ nome BANA ဘယ်နေပြီးရင်နောက်ထပ်ထူခြားတဲ့နောက်ထပ်တစ်ခုอ่ะပေါ့နော် O သူလည်းတူတူပါပဲသူ့မှာလည်းအရန်ဖိထွက်ရမယ်အတန်ရှိသလိုပုံမှန်လေးပဲထွက်ရမယ်အတန်ရှိရပေါ့နော် COSA cosa porta dopo mondo ဒါဆိုလို့ရှိရင်အောက်ကနှစ်ခု dopo mondo အဲ့ဒါတွေကအတန်ကိုဖိပြီးတော့ထွက်ရပြီးတော့အပေါ်က cosa porta ဒါ O ဆိုတဲ့အတန်ပဲဖိစီရမလို့ပေါ့နော်တခြားစလုံးတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့အဓိကကတော့ဒီ vowels 5ခုပေါ့နော် R A E O O R A E O O ကိုအလွတ်ရနေဖို့လိုပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ပေါ့နော် consonants တွေကြည့်ကြမယ် consonants တွေထဲမှာဒါတော့B ပေါ့နော် B တွေထဲမှာစလုံးအတော်များများသူ့အတန်တန်ပဲထွက်ပါတယ်ဥပမာဒီကျွန်မအခုဒီမှာရေးထားတဲ့၄ခုထဲမှာမပါတာဆိုလို့ရှိရင် B ပေါ့နော် B ဒီပဲနားတူတူ B ပဲဒါပေမဲ့အခုဒီမှာရေးထားတဲ့ B တွေထဲမှာဒီမှာရေးထားတဲ့၄ခုကတော့ထူးခြားတယ်သူ့မှာအတန်2မျိုးရှိတတ်ကြတယ်ပေါ့နော်ဒါကြောင့်ကျွန်မတေချာလေးထုတ်ပြီးတော့ရေးထားခုနကလိုမျိုး alphabets ကိုအစအပြင်ဆိုရဲဆို R တော့ခုနက vowel တဲ့ပါသွားပြီပေါ့နော် B အတန်မလို့တတန်ပဲရှိတယ်ရှိအခုဒီထဲမှာပါနေတယ်နှစ်တန်ထွက်ရလိမ့်မယ် D ပုံမှန်အတန်ပဲ A vowel တဲ့ပါသွားပြီ F အတန်ကြတော့လေတတန်ပဲအခုဒီမှာ G နှစ်တန်ရှိမယ်ပေါ့နော်အဲ့လိုလေးB တွေထဲမှာထူးခြားတဲ့အတန်လေးကိုကျွန်မတေချာလေးလုပ်ပေးထားတာပေါ့နော်စုစုပေါင်း၄ခုရှိပါတယ်သူတို့ကဘလို့အတန်လေးမတူရလဲပေါ့နော်အဲ့ဒါကိုဆက်ပြီးတော့လေ့လာကြည့်ဒီစလုံးကအတန်ထွက်မယ်ဆိုလို့ရှိရင်ပေါ့နော်ခုနက alphabets ထဲမှာပါတဲ့အတိုင်းထွက်မယ်ဆိုလို့ရှိရင်ချအတန်ပေါ့နော်ဒါမဲ့သူဒါဆိုလို့ရှိရင်ခအတန်ထွက်မယ်တဲ့ဘလို့ချင်းလေးလဲဆိုလို့ရှိရင်ခုနကပေါ့နော်စလုံးလေးကR O U ဒါမှမဟုတ်တခြား consonant တွေရဲ့အရှိမချပေါ့အချိပေါ့နော် C လေးပဲထားပါတော့ C လေးတွေ့မယ်ဆိုလို့ရှိရင်ခအတန်နဲ့ထွက်ရမယ်တဲ့ဥပမာအဖြစ်ဒီဘက်လေးမှာရေးပြထားရနော် CRSA cursor အိမ်ကိုပြောရနော် house English လို့ဆိုလို့ရှိရင်မြန်မာလိုဆိုတော့အိမ်ပေါ့နော်ဒါပေမဲ့သူဒီမှာစလုံးလေးက R ရဲ့ရှေ့မှာရောက်နေလို့သူ့ကိုခအတန်ပဲထွက်ရတယ် cursor ဒါပေမဲ့ခုနကပြောတဲ့ဆိုတော့ချအတန်တော့လည်းထွက်ရမှာပေါ့နော်ချအတန်ဘယ်လိုနေရာတွေမှာထွက်ရမလဲဆိုလို့ရှိရင် A ဒါမှမဟုတ် E အဲ့စလုံးရဲ့ရှေ့မှာဆိုလို့ရှိရင်ချအတန်ထွက်ရမယ်တဲ့ဥပမာဒီမှာရေးပြထားတယ်နော်CANTLO ဒါဆိုလို့ရှိရင် A ရဲ့ရှေ့မှာဖြစ်နေတဲ့အတွက် centro ဒီဘက်နောက်တစ်ခုစလုံးဆိုလို့ရှိရင်E ပေါ့နော် E ရဲ့ရှေ့မှာစလုံးလေးဖြစ်နေတဲ့အတွက်ခြေလေးမှာ centro ဆိုတာကျတော့ဒီ center ကိုပြောတာပေါ့နော်ဒီဘက်ကစလုံးကတော့အင်္ဂလိပ်စလုံးနဲ့လည်းတူတယ်တပုံစံနဲ့ပဲအင်္ဂလိပ်မှာတော့ cinema ဒါပေမဲ့အီတလီလိုအတန်ထွက်မယ်ဆိုလို့ရှိရင်တော့အဲ့လိုမဟုတ်တော့ဘူးခြေနေမှာရုပ်ရှင်ရောပေါ့နော်ဒါကြောင့်စလုံးလေးက A တို့ E တို့ရဲ့ရှေ့မှာရောက်နေမယ်ဆိုလို့ရှိရင်
ချအတန်ထွက်ရတယ်ခအတန်မထွက်ရတော့ဘူးပေါ့နော်အဲ့မှာဒီချီအောင်မှာပေါ့နော်နောက်ထပ်ပြီးတော့ခွဲလို့ရတာကြတော့ချီနဲ့အာကာနဲ့ပေါ့နော်ပေါင်းထားအင်္ဂလိပ်ဆိုလို့ရှိရင် CH ပေါ့အဲ့ဒီမြင်တဲ့အချိန်မှာ CH မို့လို့ကျမချအတန်ထွက်မယ်အဲ့လိုမဟုတ်ဘူးเนาะ CH ကိုမြင်တိုင်းဆိုရင်သွားခအတန်ပဲထွက်ရမယ်တဲ့ပုံမှန်အားဖြင့်တော့ခုနကပြောတဲ့ဒီချီအာကာ CH ပေါ့နော်အဲ့စလုံးက E A ရှေ့မှာပဲရှိတတ်တယ်တဲ့နမူနာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ချီအာကာ E E ရဲ့ရှေ့မှာ CH စလုံးလေးပဲထားရတော့ပေါ့နော် CH လေးဖြစ်နေတဲ့အတွက်သူ့ကိုခအတန်ခေစာခိဆိုတဲ့အတန်ဖြစ်သွားတယ်เนาะခိမဟုတ်တော့ဘဲနဲ့ခိခေစာခအတန်ပေါ့နော်နောက်ထပ်စလုံးတစ်ခုကတော့ကြည်ပေါ့နော်ကြည်အတန်ကြည်တွေ့လို့ရှိရင်ဘယ်လိုအတန်ထွက်ရမလဲတဲ့ဒီမှာကတော့ကအတန်ထွက်ရပါတယ်ကအတန်ကဘယ်ချိန်မှာလဲဆိုလို့ရှိရင်ခုနချီနဲ့အတူတူပဲပေါ့နော် ROU ဒါမှမဟုတ် char consonants တွေအရှိမှာဂျီလေးမြင်မယ်ဆိုလို့ရှိရင်ပေါ့နော်ကအတန်ထွက်ရပါတယ်ဒီမှာနမူနာပေးထားတဲ့စီမှာဆိုရင်ဂျီဥမို့လို့ gooful ဥဆိုပြီးတော့ယူကဥမနော်ဒါကြောင့် gooful ကအတန်ထွက်ရပါတယ်ဒါပေမဲ့သူ့ကအတန်ဒီမှာနောက်တစ်ခုပေးထားပါသေးရဲ့နော်ဂျီအေမို့လို့ဂျီလာတိုနောက်တစ်ခုကတော့ဒီဂျီပေါ့နော်ဂျီစလုံးလေးကဘယ်လိုအတန်တွေထွက်ရမလဲဆိုကြည့်မယ်ပေါ့နော်ဂျီစလုံးလေးမြင်တဲ့အချိန်မှာအပေါ်ကချီလို့ပဲသူက R O U ဒါမှမဟုတ်အခြား consonants တွေပေါ့နော် B တို့ဘာတို့ D တို့ရှိသမျှတခြား consonants တွေရှေ့မှာ G စလုံးလေးတွေ့မယ်ဆိုလို့ရှိရင်သူကအတန်ထွက်ရပါတယ်တဲ့ဒီမှာနမူနာရေးပြထားပါတယ် G O မို့လို့ gooful ကငယ်အတန်ပေါ့နော်ဒါပေမဲ့သူ့ကိုကမဟုတ်ပဲနဲ့ကြအတန်ပေါ့နော်မြန်မာလိုဆိုလို့ရှိရင်ကြအတန်ထွက်ရမယ်ချိန်အားပဲချိန်လဲဆိုလို့ရှိရင် A E ရဲ့ရှေ့မှာရေးထားလို့ရှိရင်ကြအတန်ထွက်ရမယ်ဒီမှာဆိုလို့ရှိရင် G စလုံးလေးရဲ့ A စလုံးဖြစ် A ဖြစ်သွားတဲ့အတွက်သူ့ကိုခုနလိုမျိုး K လို့မထွက်ရဘဲနဲ့ J ဖြစ်သွားတယ်နော်ဂျီလာတိုအပေါ်မှာပြောပြဖို့မေ့သွားလို့နော် K ဆိုတာဒီ church ကိုပြောတာခရစ်ယာန်ဘုရားရှိခိုးကျောင်းပေါ့နော်ဒီအောက်ကပေါ့နော် gooful ဒါကကြတော့အောင် English လို့ဆိုလို့ရှိရင်မြန်မာလိုဆိုလို့ရှိရင် secret ပေါ့နော်ပြီးရင်ခုနကပြောတဲ့ G A ဆိုရင် gelato ice cream အဲ့ဒါကိုပြောတာနော်ဟုတ်ပြီသူကခုနကလိုပဲချီလိုပဲသူ့မှာလဲ G မှာလဲအကာလေးနဲ့ပါလိုက်လို့ရှိရင်ဘာအတန်ထွက်ရလဲဆိုရင်ခုနလိုပဲကအတန်ပဲထွက်ရပါတယ်တဲ့ဒီဘက်မှာနော်ကအတန်ပဲထွက်ရတယ်အဓိကအဖြစ် E တို့ A တို့ရှေ့မှာပဲသူကလည်းခုနလိုပဲတူတူပါပဲเนาะရှိတတ်တယ်ဒီဘက်မှာဆိုလို့ရှိရင် spar GH E လို့မြင်ပေမဲ့ spaghetti မဟုတ်ဘဲနဲ့ spaghetti ဒါကြောင့်မို့ကအတန်ထွက်ရတယ်တဲ့နောက်တစ်ခုကတော့ဒီ S ပေါ့နော် S ကြတော့ပုံမှန်အားဖြင့်သူ့မှာ essay ဆိုတော့ S အတန်ထွက်ရတယ်ဒါဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်စုပြီးတော့ဥ essay ဥမို့လို့စုပြီးတော့ခါလေးကြားလို့ရှိရင် Z အတန်ထွက်ရတာအချင်းရှိရယ် Z အတန်ကိုဘယ်ချိန်မှာထွက်ရမလဲဆိုလို့ရှိရင် vowel နှစ်ခုကြားမှာရောက်နေရဆိုလို့ရှိရင်သူ့ Z အတန်နဲ့ထွက်ရမယ်တဲ့ပုံမှန်အခြားအကုန်လုံးဒီ S အတန်နဲ့ပဲထွက်ရမယ်နော်စုပြီးတော့ casa ဒါဆိုလို့ရှိရင် R ပေါ့နော် R နှစ်ခုဒီ vowels ဖြစ်တဲ့အတွက် casa စအတန်နဲ့ထွက်ရတယ်တဲ့အဲ့တော့ဒီ Italian alphabets တွေကိုမိတ်ဆက်တာတော့ဒီနေ့ဒီလောက်ပဲပေါ့နော် Italian alphabets တွေမှာ vowels ကို consonants ကိုသိသွားမယ်လို့ထင်ပါတယ် day 1မှာတော့ alphabets တွေအကြောင်းပဲသင်ပြီးတော့နှုတ်ဆက်လို့ပါတယ်ဒါပေမဲ့နှုတ်ဆက်ခင်ပေါ့နော်Italian ဘာသာစကားသင်ပြီးဆိုအနည်းဆုံးတော့ Italian လို့နှုတ်ဆက်တတ်ရမယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်ဒီလိုပြောမလဲ bonus အနေနဲ့ပေါ့နော် greetings လေးနည်းနည်းပါးကိုသင်ပေးချင်ပါတယ်ပထမဆုံးစလုံးကတော့ ciao
ciao ဒီစလုံးကဘာအဓိပ္ပာယ်လဲဆိုတော့ English လို့ဆိုလို့ရှိရင် hello ပြီးရင် bye bye အဲ့တော့အီတလီစာကပို့လွယ်နော် ciao တလုံးတက်ပြီဆိုလို့ရှိရင် hello လဲ ciao bye bye လဲ ciao ciao ဆိုလို့ရှိရင် hello bye bye ဒါပေမဲ့ဒါကတော့ဘယ်လိုပြောမလဲ informal ဖြစ်တယ်ပေါ့နော်ဒီလူကြီးသူမတွေကိုလူကြီးတွေနဲ့တွေ့တဲ့အချိန်ကျ ciao လို့မလုပ်သင့်ဘူးပေါ့နော်မြန်မာမှာဆိုလို့ရှိရင်ယဉ်ကျေးမှုအရာဒါဆိုတငယ်ချင်းချင်းချင်းတို့အရင်ရင်းနှီးတဲ့သူချင်းချင်းတို့အဲ့လိုကြမှာပဲနှုတ်ဆက်တာကို ciao ပြောတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ formal ဒီလူကြီးတွေကိုပြောရမယ်စလုံးကတသက်ရှိပါတယ်နော်အဲ့စလုံးလေးကတော့အခုဒီမှာပြထားတယ်အတန်ထွက်က buongiorno 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 သူ့ရဲ့အဓိပ္ပာယ်ကိုပေါ့နော်တိုက်ရိုက်ပြန်မယ်ဆိုလို့ရှိရင် good day ဆိုတဲ့အဓိပ္ပာယ်ဒီရှေ့က born ဆိုတာကျတော့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဒီဘက်က giorno ဆိုတာကျတော့ day ပေါ့နော် good day ဒါပေမဲ့ဒီစလုံးကကျတော့ပုံမှန်အားဖြင့် good morning ဆိုတဲ့စလုံးနဲ့ပြောပြတတ်ကြရပေါ့နော် good morning ဆိုရင် buongiorno ဒါပေမဲ့လည်းဒီစလုံးကိုတစ်နေ့လုံးပြောလို့ရပါတယ်နော်ဒီဘယ်လိုပြောမလဲလင်းအောင်ရှိတဲ့အချိန်အကုန်လုံးမှာ buongiorno လို့ပြောလို့ရတယ်ခုနကလိုတိုက်ရိုက်ဘာသာပြန် good day ပေါ့နော်ကောင်းသောနေ့ဆိုတဲ့အတွက်တစ်ဖက်သူကိုနှုတ်ဆက်မယ်လို့ရှိရင်မြန်မာလိုဆိုလို့ရှိရင်တော့မင်္ဂလာပါပေါ့မင်္ဂလာပါရင်ကြည်ကြည်လူကြီးသူမကိုပြောရဲဆိုလို့ရှိရင် buongiorno အဲ့လိုပြောပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ခုနပြောလင်းအောင်မြင်တဲ့အချိန်က buongiorno ပေါ့နော်ဒါပေမဲ့နည်းနည်းမှောင်သွားပြီဆိုလို့ရှိရင်ကျွန်တော် buongiorno ပြောလို့ကတိတ်အဆင်မပြေတော့ဘူးဆိုလို့ရှိရင် buonasera 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 တော့ကျတော့ good evening ဆိုတဲ့အဓိပ္ပာယ်နည်းနည်းရောက် good evening ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အီတလီမှာကျတော့အင်္ဂလိပ်စာလိုဟာ good afternoon မင်္ဂလာနေ့လည်ခင်းမှာမရှိဘူးလားဆိုရင်ရှိတော့ရှိတယ်ဒါပေမဲ့လည်းတိတ်မသုံးကြဘူးပေါ့နော်မသုံးကြတော့မှတ်ရင်လည်းရတယ်ဘယ်သူမှလည်းအီတလီမှာအပြင်မှာတွေ့ဟဲ့ဆိုပြီးတော့good afternoon ဆိုပြီးတော့နှုတ်ဆက်တာမျိုးမရှိဘဲနဲ့တနေ့လုံးဒီ buongiorno နဲ့ပြီးသွားပြီးတော့ဒီညမောင်ရီဘိုးတို့ကအချိန်ရှိသမျှအကုန်လုံးဒီ buonasera ကိုတငယ်ချင်းဆိုတော့ ciao ဘယ်ချိန်နေမနက်ပဲဖြစ်ဖြစ်နေ့လည်ပဲဖြစ်ညနေပဲဖြစ် ciao ရတယ်ဒါပေမဲ့လူကြီးသူမအောင်ဆိုလို့ရှိရင်ခုနလိုဒါညနေရောက်ပြီဆိုလို့ရှိရင် buonasera အဲ့လိုနှုတ်ဆက်ရမယ်နော်နောက်တစ်ခုကကြတော့ buonanotte 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 တော့ကျတော့ good night ဆိုတဲ့အဓိပ္ပာယ်မြန်မာတော်တော်များကျဟာ good night ဆိုလို့ရှိရင်ဘယ်လိုပြောမလဲညမအိပ်သေးရင်လည်း good night လို့ပြောကြတယ်သူတို့ဒီအီတလီတွေကတော့ပေါ့နော် buonanotte ဆိုတဲ့ဟာဒီလုံးဝအိပ်တော့မယ်တကယ်အိပ်တော့မယ်ဆိုတဲ့အချိန်ကြမှာပဲ buonanotte ဆိုတာပြောကြတယ်ပုံမှန်မအိပ်သေးဘူးဆိုလို့ရှိရင်အမြဲတမ်းဒီ buonasera ပဲအချိန်ပဲဖြစ်ဖြစ်ပေါ့နော်ဒါကတော့ good night ဆိုတဲ့အဓိပ္ပာယ် buonanotte နောက်တစ်ခုကတော့အမြဲတမ်းဆိုတာအမြဲသုံးတဲ့မယ်ပေါ့နော် grazie 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 English လို့ဆိုလို့ရှိရင် thank you မြန်မာလိုကျေးဇူးတင်ပါတယ်ကျေးဇူးပါအကုန်လုံးဒီ grazie ရပါတယ်ဆိုလို့ရှိရင်တော့အီတလီလို prego 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 English လို့ဆိုရှင် you're welcome တော့တော့အဲ့လိုမျိုးပြောတာပေါ့နော်အဲ့တော့ဒီစလုံး6လုံးကတော့ bonus အနေနဲ့ပေါ့နော် day 1မှာအီတလီလို ciao နှုတ်ဆက်တတ်သွားအောင်ပေါ့နော်နောက်နေ့ကစပြီးတော့ ciao ပဲလုပ်တော့မယ် day 1စအဆုံးလေ့လာသင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ရက်တွေမှာလည်း day 2ကနေပြီးတော့နောက်ထပ်ကျန်နေတဲ့99 days ပေါ့နော်69ရက်ကိုလေ့လာသင်ကြပါစို့လို့တိုက်တွန်းရင်းနဲ့ ciao